အားလုံးပဲမင်္ဂလာပါကျွန်တော် Smile Orange ပဲဖြစ်ပါတယ်ကျွန်တော်ရင်တော့အမီနာပေးဗီဒီယိုတင်ပေမဲ့ခုနောက်ပိုင်းတော့ကျွန်တော် Minecraft ဗီဒီယိုတွေလည်းတင်မယ်အမီနာပေးဗီဒီယိုလည်းတင်ပါဗျဟုတ်ဒါတော့စတော့ဆော့တာကျွန်တော်ရောပေါ့ဒါဆော့တာဆိုကျွန်တော်လည်းအိမ်လေးပါလေးဆော့အညာလေးပါလေးလုပ်ပြီးပေါ့နော်ကျွန်တော်ပေါ်တယ်မမတော့ဆော့သေးပါဦးဘာဆောပါဒီခုမှဟုတ်အေးရတယ်လောက်ရှိတယ်ခုမှတော့စားဆောထားတဲ့အတွက်တော့တို့ကပစ္စည်းတွေတိတ်ရှိသေးဘူးเนาะဟုတ်တယ်မဒီနေ့ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့အဲ့လေကွင်းစောင့်မှာပေါ့เนาะကျွန်တော်လေကွင်းကတော့ဟိုဒီပုံစံလေးဖြစ်ပါတယ်အဲ့ပုံစံလေးဖြစ်ချင်မှလည်းဖြစ်လိမ့်မယ်ပေါ့နော်ကျွန်တော်နည်းနည်းအတိုးလျှော့တော့ရှိတာပေါ့အဲ့လိုစောင့်ပါပဲဟိုနည်းလိုက်ကြည့်ပေးကြပါဦးခင်ဗျာအဲ့ပုံစံတိုင်းစောင့်ဖို့ကျွန်တော်တို့ယူဆုံးဖိုင်လို့မလဲဆိုတစ်တာဒီကောင်းလေးအများကြီးလို့မယ်ကောင်းလို့ပဲပြီးရင်ဒီကောင်းလေးလို့ပဲစောက်ဖို့ရပြီဟုတ်ရေးကြီးရှိအောင်လေရှိဘူးတူမယ်ဒီကောင်ရေးကြီးတူမယ်ဒီအောင်တီးရွက်ဒီပါလေးစိုက်ဖို့ကတော့မှ6ခုပဲရှိသေးတယ်။တိုင်းကဝယ်လာအောင်လို့ဒီမှာအခုချိန်မှာတော့ကျွန်တော်ဒါလေးလောက်ထားပါတော့နော်။ဒီမှာ peaceful đấy cứ chơi mà và lâu này còn mày lâu mày tìm lâu rồi đi u ra mày rồi tụi về ilmu hi wata pakai balon wata pakai ku dan nak kulo lah
ကုတ်ဆိုတဲ့နှစ်ခုအားဖြစ်ဘူး okay ဘေးမှာချောင်းဆိုချောင်းနဲ့ပတ်ကမ်းမယ်ရှိလာမသိဘူးရှိဘူးကတို့ရေမြင်လိုက်လို့အဲ့တော့ရေစီးကြအရှိတယ်မှာပတ်ကမ်းမယ်အခု body ကခံမှာတဲ့တက်ခါဝါတော်သေးတာပေါ့ဟေးနင်းနေမို့လို့ဆိုရောက်ကိုဒီရကုန်းလက်ခါမေးနေတော့လာပြီးတော့ခေါင်းအနေနဲ့လက်ချင်ပြန်လာရပြီပြီးပြီဆိုရင်စိုက်လို့ရပြီဘေးမှာအရင်ကျွန်တော်ပြီးရင်ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ဒီ site ပြောင်းစားဖို့ဆိုအစီလေးလိုက်ရှာမယ်အဲ့ဝေးမရှာရင်တော့ဒီမြက်တွေပဲကျွန်တော်တူးလိုက်လို့ပေါ့နော် let's go လေးလိုက်ပြီ okay ဒီလာပါဒါတော့ဒီကျွန်တော်မြက်လိုပဲဆိုရင်အဲ့ဒါလည်းဒီဟာကိုရအောင်ဆက်ပြရအောင်ဆက်ပြရအောင်နည်းနည်းလေးတော့ပြည်စုံလာပြီလို့ပြောလို့ရတယ် okay မြင်းမြန်ကြီးကျင်တဲ့အတွက်ဟိုဒီနားလေးမှာလည်းရှည်ထားမယ်ဒီနားလေးမှာလည်းရှည်ထားမှာပေါ့နော်ဒီရှည်နဲ့ဝေးနေကျွန်တော်နေတယ်လို့ခံစားလို့ကျွန်တော်ဒီတိုင်းစားဖြစ်ပါတယ်ထပ်ပြီးကျွန်တော်အများကြီးလိုက်တူအောင်မယ်20လောက်တူအောင်ထင်တယ်20လောက်ဒီချင်းလေးငါ့ခုတော်မြန်နေဒီခါရငါ့ခုတန်းရတာโอเคတိုင်းလုံနေအောင်ကြားရလားလို့အားရစားလိုက်ဟုတ်တယ်အတိုင်းလောက်တာကြားအတိုင်းလုံမယ်အိုင်ကျူ3ရတော့ဒီပိုင်းနေချက်ဘိုင်းနေအိုင်ကျူ3ရတော့မယ်มาชิวได้อะไรညာရမလေးနဲ့ခင်းနေရှိတယ်ဒီမှာဟုတ်နှစ်ခုထည့်ရတယ်ငါဟောစောနေတယ်ဒါတော့ကျွန်တော်ခုနကြားလိုက်တဲ့အတိုင်းတော့ကျွန်တော်တို့ poly crab ပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ
တို့နောက်နေ့ကြလဲသူနဲ့ Minecraft ချိတ်ဆော့ဖို့စီစဉ်လေးပါလေးရှိပါတယ်အဲ့ဒီကြလဲကျွန်တော်တို့လည်းပြပြပပဆော့တောင်းဖြစ်ပါတယ်သူ YouTube channel ရလေး Oli Craft လို့ရိုက်ရှာလိုက်ရင်ရပါတယ်သူရဲ့ YouTube channel ကတော့ Oli CRAFT ရ Crafter လို့ရိုက်ရှာလိုက် Oli Crafter ဆိုသူကောက်ပြန်လာပါလိမ့်မယ်အားပေးလိုက်ကြပါဦးအားပေးလိုက်ကြပါဦးကျွန်တော်နဲ့တိုင်းနောက်မှထားမယ်နော်ဘောက်ပြောရရှိအောင်ဖြစ်ပါလှုပ်ရှားရှင်းကျွန်တော်ရင်လုံးမယ်မနက်ခုလူလေးတန်းဒီ73လောက်ထပ်လှုပ်ရှားမယ်ချင်ဒီပေါ်ချတာပုံမြန်နေဟုတ်ရလိုက်လေးခုရပါကြည့်ကြမှာတန်းချပုံမြန်ရလိုက်မြန်အောင်မရတယ်သူရတယ်ပြီးရင်ဒီမှာအများကြီးပဲဝေါရပြီအခုရအခုမှလည်းမရဘူးပြီးရောလားဟုတ်ပါဗျာဒီနေ့နေကြည့်မယ်အခုရမယ်ကြည့်မယ်အောက်မှာအများကြီးပဲ what the hell အော်မဟုတ်ပါပင်နေတာတော့ချာတော်လေးရိခိုင်းရိမကျေတော့โอเคမှာတစ်ခုထားမယ်ဆက်တစ်ခုတော့ရသွားပြီပေါ့နော်ဟုတ်15ခုလောက်ထိလုပ်လိုက်မယ်အဲ့ဒါတော့လောက်ချင်မှတောင်းဟုတ်ပြီအိုးအများကြီးပဲမြတ်တယ်16ခုရသွားပြီ let's go တော့ရပြီပေါ့နော်ဒီရဲ့ fan လေးရတော့ကျွန်တော်တို့အောင်မြင်စွာပြီးဆုံးတော့ဖြစ်ပါတယ်ကဲတော့မယ်ကျွန်တော်တို့အောင်မြင်စွာပြီးဆုံးတော့ fan လေးကိုကျွန်တော်တို့ကြည့်ရှုခံစားဘာညာလောက်ခု6ခုနဲ့လောက်ကုန်အောင်ပါမိုင်းရှစ်ခုကုန်what the hell မလောက်ဘူးမရှစ်ခုတော့နောက်တစ်ခုလုံးမိုး3ခုလုံးနောက်တော့အေးရော3ခုလေ3ခုလိုက်ရှာဒီတိုင်းပဲတူးရှာရတော့မယ်3ခုကတော့တစ်ခုတန်းရโอเค3ခုရဲ့လူမတော့မလို့အလုပ်ကြီးလုပ်ကြပါနဲ့3ခုရဲ့လူမတော့ပြီးတော့အဲ့လိုကြီးရဟာရပြီးတော့ဘူးလားမပြီးတော့ဘူးလားဟိုရပြီဟာမပြီးဘူးလေဟုတ်တယ်ဟဲပေးပါအောင်ဟာဟိုဒီမှာခုရဟောရလေးခုတော့ဖြစ်သွားကဲတွားမယ်ဒီနေ့ပြီးတော့ဖြစ်ပါတယ်ဒီနေ့ရဲ့အဲကတော့ပြီးဆုံးသွားပါပြီအားလုံးပဲတို့နေ့ရက်ပိုင်းကကျွန်တော်ပြီးဆုံးသွားခဲ့ပါပြီအမေကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ရပါမယ်အားလုံးပဲပိုင်းပါပါကဲနောက်ဗီဒီယိုလေးကို subscribe လေးပါညာလေးလုပ်ပေးခဲ့ကြပါအောင်အားလုံးပဲပိုင်းပါပါခင်ဗျာ